ကိုမိုးလို့ကျမနာမည်ကရွှေမိပါရှင်အသေးချာမှတ်ထားကြအောင်နော်တော်ကြာရုပ်ရှင်မင်းသမီးဝတ်မုံရွှေနဲ့မှားနေမှာဆိုလို့တော်စိတ်ကြီးရာကြီးမှာအလှတကာကြီးဦးမင်းစောအေးအလှမဒေါ်သိမ့်သိမ့်အေးတို့ရဲ့အလှမှာမန္တလေးစော်မင်းဆိုင်ကြီးတင်းနေပြီဆိုတော့ရွှေမိကအပြင်းလာခဲ့ရတာမန္တလေးစော်မင်းဆိုင်ဆိုရွှေမိရမ်းကြိုက်တာဘလောက်ထိကြိုက်လဲမင်းလေရွှေမိကြည့်နေကြ9နာရီကောင်းတောင်ဖြတ်ပြီးလာခဲ့ရတာအဲ့ဒီလောက်ထိကိုစိုင်းကြိုက်တာဒီလိုစိုင်းကြီးစိုင်းကောင်းနဲ့တွေ့တော့ရွှေမိတချင်းလေးတော့ဆိုလိုက်အောင်မယ်မောင်လေးတို့ရွှေမိတို့တစ်ခုလောက်ခွင့်ကြီးပါလားရွှေမိကတချင်းလေးတော့လောက်ဆိုခြင်းလို့တပုတ်ထဲဟဲ့တပုတ်ထဲမှာတပုတ်ထဲစိတ်ကြည်ကြီးနေတာတီးလိုက်ခဏနာရီဇလံကိုဖြတ်ခတ်တော့ကလေးလာရီတော်သိမိတ်ကြီးအားလုံးမင်္ဂလာပါဗျာအားလုံးမင်္ဂလာပါကျွန်တော်တော်သိကိုနောက်တစ်ခေါက်ရောက်လာပြောပါတယ်ဟုတ်ပါတယ်ဒီနေ့တော့မိုးကိုမအောင်ပါဘူးစိတ်သက်လက်ချနေကြပါနော်ပြီးခဲ့တဲ့လူတို့ကလည်းတော်ထီးလူမလေးမုံမိတယ်တော်ချမ်းသာတော့လူဟုတ်တယ်တော်ချမ်းသာကျုပ်ကိုလေအင်ကြီးအကြီးပေးတဲ့လူလေးအဲ့တော်တဲ့လူမာတော့မိုးရွာတော့တိတ်မသိရဘူးဒီလူကတော့ကြိုးစားမှာပါပြီးတော့ဟိုတလောကလူတုံးကလည်း
ဒေါ်ထီးအမှုထားပြီးလူသားတဲ့ဘူးလာတာပဲတဲ့ဒေါ်ထီးကတော့အမှုထားတဲ့ကိုမထည့်ရဲလောက်ဖြစ်နေအဲ့တော့ကျွန်တော်တို့ကကျေးဇူးရှင်များပြီးခဲ့တဲ့လူဒေါ်ထီးတို့လည်းကျေးဇူးဆက်ပါတယ်ဒီလူတွေကလူမများလည်းကျေးဇူးဆက်ရင်ဒီလူရဇော်မင်းကြီးကိုလည်းကြိုးစားမှာပါခင်ဗျာအဲ့တော့ကျွန်တော်ပန်းတိုင်းပြောရင်တော့သိရောက်တာပြောပါတယ် ဟုတ်လား ဝမ်းသာပါတယ် တခုပဲစိတ်မကောင်းနဲ့ ဘာတွေစိတ်မကောင်းဖြစ်နေတာတော့ဝမ်းချေရ ညနေကကလေးမလေး3ယောက်ကျွန်တော်စီလာတယ် ဘာလာလို့တော့ ချောချောလေးကြီး ဘာလာလို့တော့ ဖုန်းနံပါတ်လာတောင်းတာ ငါနာနာလွဲနေပါအောင်မယ် မင်းမျက်လုံးမေးလို့တယ်လိုချင်မှုတယ်ကျွန်တော်စီဖုန်းနံပါတ်လာတောင်းတယ်ကျွန်တော်ဖုန်းနံပါတ်တော့မပေးပါဘူး ဘာလို့တော့ ညအိတ်ခါနီဖုန်းနေရလာပြီးနားကြီးပြီးအိတ်မပြောလို့ အဲ့လေ တခုတော့ပေးမယ်လေ ဘာပေးမလို့ ဓာတ်ပုံပေးမယ်ဓာတ်ပုံ ယူလိုက် ယူမလားကြောင်လေးကယူမလားလှုပ်တော့မလှုပ်ကြဘူးဟဲ့ယူမလားခဏရောလိုချင်ပြောတော့အိုက်တယ်မခံနဲ့ ဟုတ်တယ် ဝိုင်းချက်မှာဓာတ်ပုံ36ပုံပါ ညားလိုက်ကြီးလား အခုတပုံမှမရှိတော့ ပေးလိုက်လို့ကုံသားတာရှိမှာ ဘယ်သူမှမယူလို့နှုတ်ခဲ့တာ ပေးလိုက်ကြလို့ပေါ့ကွာ ကိုရီကိုတက်လို့အဲ့တော့ကျွန်တော်ကိုရီးယားမင်းသားဂူဂျွန်ပြောလို့ပြောပါတယ်ကျွန်တော်ဘေးသက်မြောက်ကိုရီးယားလို့မိတ်ဆက်ပေးပါရစေနားစင်ကြပါခင်ဗျာ ကြာတန်းချင်းနဲ့ကွာ ကြာတန်းချင်းကြီးသေးလေကြာတန်းချင်းနဲ့ ကြာတန်းချင်းနဲ့ကိုရီးယားက အဲ့တော့ဘေးသက်မြောက်လုံးကိုကျွန်တော်ကိုရီးယားလို့မိတ်ဆက်ပါမယ်ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓော ဖះပါကြီးလားလို့ ဝိဇ္ဇာသရဏတမ္မနောတုကတောလောကဝိတု ကိုရီးယားကလားဒု အ ဒု နုတ္တရောပုရိသဓမ္မတရတိတတ္တရေဝမနုဿာနံဗုဒ္ဓဘဂဝါပါဖျာ ကိုရီးယားကလား ကိုရီးယားဖျားရှိခိုးတာ ဘယ်ဘက်ကလူရှင်တော့ကြည်ပါဦးနော် ဟုတ်ကဲ့ ကြည်ပါဦးနော်စတန်ပြေဟန်ကန်ပြေအိုက်တီအမ်ဒီနဲ့ဒူလိုက်ကြတော့မယောဂျွန်းစောပါရဲနော် အားလုံးပဲဟိုဘက်ကလည်းတို့ကျုံမြင်ရလား ဟိုဘက်ကမြင်ပါတယ် ဒီအကောင်ကြီးနဲ့ကွဲနေလို့ကျုံမြင်ရလား မြင်နေမြင်နေ အဲ့တော့မိသားစုအားလုံးတို့မေးသက်ပါတယ်ဗျ ဒီတိုင်ကြီးရှုပ်သွားတယ် ဟုတ်ပါဟုတ်တယ်ဒီတိုင်းကြီးကမကွယ်ဘူးဆိုငါအလားနဲ့ပြိတ္တကိုဖမ်းသားလို့ရတယ်အဲ့တော့သိရောက်လာပြောတယ်ဗျတားပြောอ่ะလောက်ဒီပြောလဲဆိုတေးမှာကိုနူ အဲ့ဒါအဲ့ဒါ ဒါစိတ်ထဲမှာဝမ်းသာ ဝမ်းသာလို့ပြောပါ တော့သိကိုနောက်တော့ရောက်တော့မယ်ဆိုကြည်နူး ဟုတ်တယ် ကြည်နူးတဲ့အပြင်ရောက်တယ်ဆိုရင်ပဲ ဘာဖြစ်တော့ လူလေသေးမရှိဘူး ရှိပါအောင်ဗျာ ဒွိနာကိုဝင်းမင်းဦးတို့ ဟုတ်တယ်ဟုတ်တယ် သူတို့လည်းမရနောက်ကလည်းလာတဲ့ခေါ် အ သွား ရှိအရှိ ဟာလား ဟိုကိုဝင်းမင်းဦးတို့ရဲ့အမေပိတ်ပိတ်လေးနဲ့မနေ အဲ လမ်းလျှောက်သွားလို့ကြီးပဲ မနေ အဲ့ဒါနင်းတော့ပေါ့နင်းတော့စီရတော့အဲ့မှာတော့လည်းတော့ဘိုးရကြနာကျွေးတယ် ဟာလား ပြီးနင်းရဲ့ညီမလေးဟိုမွေးငါးတွေပါလေလောက်တာ အဲ တန်ချမ်း ဟုတ်လား တကယ် အဲ မွေးငါး3ဘွဲကုန်တယ် သုံးဘွဲ 3ဘွဲလည်းသားပြမလို့မွေးငါး3ဘွဲတစ်ဘွဲဘယ်လောက်တုံးလို့တစ်ဘွဲကို200တဲ့တစ်ဘွဲ200ဆိုတော့3ဘွဲဆိုဘယ်လောက်တုံးလို့3ဘွဲဆိုရင်တော့ဆောက်ရတဲ့ဆောက်ရကို 600ပါ ဒီရွာကတော့သိကရကောင်းတဲ့စားလုံးမပြီးဘူး ဟော စီတယ်ဘုဒ္ဓရှင်တို့စီတယ်စားတယ်တို့ရွာစီနေမပြီးဘူး ဟုတ်တယ် အေးမွေးငါတားတန်တာမွေးငါလေးတုပ်လိုက်ထမိန်လေးကင်လိုက်နှစ်ချီလေးနိုင်လိုက် တော်တော်ငါပါပဲ ကြာတော့ငန်းပြရေးကိုမလုံးငန်းကြည့်စားလို့ကောင်းရဲ့ မနေ အဲ့တော့ကိုရီးယားဆိုတော့ကိုရီးယားလိုပဲမိတ်ဆက်ပေးမရဘူး ဘယ်လိုမိတ်ဆက်မှာ ကိုရီးယားလိုမိတ်ဆက်ပေးမယ် မိတ်ဆက်ပါ အားလုံးပဲအညာဆရာတော် အညာဆယောမိမေအညာဆရာတော့အညာဆယောကိုရီးယားလိုလည်းမတတ်ဖ ೇನೆ အားလုံးပဲအညာဆရာအိုပါ ဦးကဘာလို့ပါတယ် မထူလို့ပါ ထူတာဝယ်ပေါ့ မဟုတ်ပါဘူးပေါင်းစီ ညာ ရောက်ပြီးပြီးသားနော်ဒါတော့စိတ်ထူမိတ်ဆက်စရာမလိုဘူး ဟုတ်တယ် ဒါပေမဲ့မင်းနာမည်ကဘသူ ပေါက်စီ မင်းကလူနာမည်မဟုတ်ဘူးကွာ လူနာမမို့တော့ငါနွားကြီးလာခဲ့ အမတို့စဉ်းစားကြည့်ဗျာ ဟုတ်တယ်လေ ပေါင်းစီဆိုတာဟိုမန်းမြို့တော်ပေါင်းစီရှိတယ်နော် စားစရာလား မန္တလေးပေါင်းစီနေပြည်တော်ပေါင်းစီမင်းကစားစရာကြီးဖြစ်နေတယ်ကွာ ဟုတ်တယ်မုံလဲမုံ မင်းအမေကိုအိမ်ပြန်ရောက်ရင်အဲ့ဒါနာမည်ပြောင်းခိုင်း ဟုတ်တယ်ပြောလို့ပြောတာမဟုတ်ဘူးအဲ့လို
နာမည်တွေသူများနာမည်တွေကြည့်ပြီးကျွန်တော်ဝမ်းနေတဲ့ ဘာလို့လဲ မင်းနဲ့မမလား ဘာလို့ဝမ်းနေရလဲဦးလေးသိလား တက်ချုပ်လို့ ဟုတ်တယ်ဗျတစ်သက်ချင်းသွားဆရာမို့ဝမ်းနေတဲ့ဆိုတော့စိတ်မကောင်းဖြစ်တာ ပြူလေ သူများနာမည်တွေချစ်ဖို့ကောင်းဘူးလားကျုပ်နာမည်ကြည့်လိုက်အောင်ပေါက်စီတယ် ဟုတ်ပါ အပေါက်လို့လည်းခေါ်လို့မကောင်းဘူးအစီလို့လည်းခေါ်လို့မကောင်း ကောင်း သူများနာမည်ကြည့်တဲ့ဒေါ်မင်းနဲ့ ချစ်စရာလေး ပေးတက်ကချစ်လို့ခေါ်တာပေးတက်ကချစ်လို့ဘသူမင်းမင်းလဲ အဲ မမတို့မင်းမင်း ကောင်းမ ညီမလေးမင်းမင်းဒေါ်ကြီးတို့မင်းမင်း ကောင်းတယ် ကောင်းလား ဟုတ်ပါ ဝိုင်းချစ်ပေးသက်ချစ်လို့ခေါ်တာဘသူချစ်ချစ်လဲမမတို့ချစ်ချစ်ညီမလေးချစ်ချစ်ဒေါ်ကြီးတို့ချစ်ချစ် ကောင်းတယ် ကောင်းလား ကောင်းမ ကျုပ်နာမည်ပေါက်စီတယ် ဟုတ်ပါ ချစ်လို့ခေါ်တာဘသူစီတော့ကဲမမတို့စီလားညီမလေးစီလားဒေါ်ကြီး အစီမကောင်းမှုအတပင်အပြောင်း အစီမကောင်းတော့အပေါက်လေပြောတာမမတို့အပေါက်လားညီမလေးအပေါက်လားတော့ အပေါ်တန်းနဲ့အောက်ထပ်ပဲကွာပါလေကွာ ငါပြောတာပဲငါနာမည်ပေါင်ကြားရဲမထွက်ပါဘူးဆိုတော့မှ သိကြတော့ပါ တော်သိအရန်နဲ့ချစ်ပါတယ်ကျေးဇူးလည်းတင်ပါတယ်လို့ပြောကြရင်းနဲ့အစွမ်းကိုညီကိုများကြိုးစားတော့မှာပါကျွန်တော်ကတော့ပေါက်စီလို့ခေါ်ပါတယ်ဗျာနည်းနည်းမာပါတော့နောက်ကတားအောင်နေဟဲ့လို့ဟုတ်ဟုတ်